အားလုံးပဲမင်္ဂလာပါဗျာ Encounter World ရုပ်ရှင်ထဲမှာအုပ်စုတွေကနေခွဲထွက်ပြီးအဝေးကတောင်တန်းတွေစီကိုတကောင်တည်းဥတီသွားနေတဲ့ပင်ကွင်းလေးတစ်ကောင်ရှိပါတယ်အများစုကတော့ဒါဟာတေမင်းစီကိုသွားနေတာလို့သတ်မှတ်ကြပေမယ့်ဒီခရီးစဉ်ဟာကျွန်တော်တို့လူသားတွေအတွက်လေးနက်တဲ့အတွေးအမြင်တွေကိုပေးစွမ်းနေပါတယ်အတွင်းစိတ်ဤအောင်မြင်မှုကိုရှားဖွေခြင်းဘဝမှာအောင်မြင်မှုဆိုတာအခြားသူတွေကိုယ့်နောက်ကိုလိုက်လာတာမျိုးထက်မိမိကိုယ်ကိုတစ္ဆာရှိခြင်းနဲ့မိမိယုံကြည်ရာကိုရဲရဲဝံ့ဝံ့ရွေးချယ်နိုင်ခြင်းဆိုတဲ့အတွင်းစိတ်ပိုင်းဆိုင်ရာအောင်မြင်မှုကပိုပြီးအရေးကြီးပါတယ်။ကိုလန်းကိုရှောက်တဲ့အခါနောက်ကနေဘယ်သူမှလိုက်မလာရင်တောင်မိမိကိုယ်ကိုတစ္ဆာရှိခဲ့တဲ့အတွက်နောင်တရစရာမရှိခြင်းကသာစစ်မှန်တဲ့စိတ်ငြိမ်းချမ်းမှုဖြစ်ပါတယ်။လုံခြုံမှုထက်စစ်မှန်သောဘဝကိုရွေးချယ်ခြင်းပင်ကွင်းတွေဟာအေးခဲလာတဲ့တန်းကိုခံနိုင်ဖို့အုပ်စုလိုက်စုပေါင်းနေထိုင်ကြသလိုပဲလူသားတွေဟာလည်းလုံခြုံမှုရဖို့အတွက်လူအခွင့်အစည်းရဲ့စံနှုန်းတွေထဲမှာစုပြုံနေထိုင်တတ်ကြပါတယ်။ဒါပေမဲ့အများနောက်ကိုလိုက်ပြီးဘေးကန်းလုံခြုံရုံတင်ရှင်းတတ်မလားဒါမှမဟုတ်အောင်မြင်မှုမသေးချပေမဲ့မိမိရဲ့ကိုယ်ပိုင်တောင်တန်းတွေစီကိုရဲရဲဝံ့ဝံ့ရှောက်လဲမလားဆိုလာကတော့ကိုယ်တိုင်ရွေးချယ်ရမယ့်အချက်ဖြစ်ပါတယ်။အထီးချမ်းခြင်းမှဒီစစ်မှန်သောရှင်သန်ခြင်းတို့အုပ်စုတွေကနေခွေးထွက်တဲ့အခါအထီးချမ်းခြင်းကိုခံစားရနိုင်ပါတယ်။ဒါပေမဲ့ဒါဟာသူများနောက်ကိုလိုက်ပြီးရင်တန်ရတဲ့ဘဝထက်စာရင်အစပေါင်းများစွာပိုပြီးစစ်မှန်တဲ့ဘဝဖြစ်ပါတယ်။လူတွေကြောက်ရွံ့ကြတဲ့အထီးချမ်းခြင်းကိုမိမိကိုယ်ကိုအောင်နိုင်ခြင်းနဲ့စစ်မှန်သောရှင်သန်ခြင်းအဖြစ်ပြောင်းလဲရှုရင်တတ်ဖို့လိုပါတယ်။ဒီပင်ကွင်းလေးရဲ့ခရီးစဉ်ဟာတေချာပေါက်ဒုက္ခရောက်နိုင်ပေမဲ့၎င်းရဲ့ရွေးချယ်မှုကတော့ကဘာပေါ်မှာအလှပဆုံးသောပုံကံမှုတစ်ခုပါပဲ။ဒါကြောင့်ကျွန်တော်တို့လည်းအများနောက်မှာပဲရောရောင်ပြီးဘေးကန်းစွာရှင်သန်မလားဒါမှမဟုတ်ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာအလှပတဲ့ပုံကံမှုတစ်ခုကိုစတင်မလားဆိုတာပြန်လည်ဆင်ခြင်ကြည့်တင်ပါတယ်။